ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မနက်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်လီဗာပူးအသင်းကလာမယ့်နွေရာသီ transfer window မှာအသင်းရဲ့အဓိကကစားမ2ဦးဖြစ်တဲ့ Alisson Becker နဲ့ Andy Robertson တို့ကိုအီတလီကလပ် Juventus အသင်းထံတပြိုင်နက်တည်းလက်လွှတ်ရပွဲရှိတယ်လို့သတင်းတွေသိရပါတယ်အီတလီဘလူးကြီး Juventus အသင်းကဂိုးသမား Alisson Becker ကိုခေါ်ယူရန်အလေးနဲ့စိတ်ဝင်စားနေပြီး Alisson ကိုယ်တိုင်ကလည်းအီတလီသို့ပြောင်းရွှေ့ခြင်းနေတယ်လို့သိရပါတယ်တခါ Robertson ကလည်း Alisson Becker နဲ့အတူ Juventus အသင်းမှာတွဲဖက်ကစားနိုင်တော့လဲစာချုပ်ကုံဆုံးမှာကစပါအသင်းတို့ပြောင်းရွှေ့ရန်ပုံမနီးစပ်နေကြောင်းတချို့သတင်းတွေမှာတော့ဆိုထားပါတယ်လက်ရှိမှာမိုဟာမက်ဆာလက်နဲ့ Robertson တို့ကစာချုပ်သက်တမ်းကုံဆုံးတော့မှာဖြစ်ပြီးအသင်းမှာထွက်ခွာရန်တေချာသလောက်ရှိနေပါတယ်အထူးသဖြင့်ဆာလက်ကလီဗာပူးအသင်းရဲ့လက်ရှိအခြေအနေမှာရှိတင်သည့်အခြေအနေထက်အများကြီးနှင်းကြနေတယ်လို့လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက်မှာအသင်းအတွင်းတင်းမာမှုတွေရှိနေခဲ့ပါတယ်လီဗာပူးနီးပြအာနက်စလော့ကလည်းပြီးခဲ့တဲ့3ပွဲစတိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးဆာလက်ရဲ့ဝေဖန်မှုတွေကြောင့်ယာဒူးအတွက်စိုးရိမ်စရာဖြစ်ခဲ့တော့လဲလာမယ့်ရာသီအထိဆက်ရှိနေအောင်မယ်လို့ခန့်မှန်းရပါတယ်Football Bandits တဦးဖြစ်တဲ့ Gary Neville က Chelsea အသင်းမှာဇာဘီအလွန်ဆိုကိုနီးပြသည့်အဖြစ်ခန့်အပ်လိုက်ခြင်းကြောင့်လီဗာပူးအနေနဲ့လည်း Arne Slot ကိုဆက်လက်ယုံကြည်ရန်အခွင့်အလမ်းပိုများသွားပြီလို့သုံးသပ်ထားပါတယ်လီဗာပူးအသင်းဟာထွက်ခွာလိုသူတွေရှိနေပေမဲ့အခြားတစ်ဖက်မှာလည်းမိုနာကိုအသင်းရဲ့ကွင်းလန်ကစားသမားလမိုင်းကာမာရာကိုခေါ်ယူရန် Newcastle အသင်းနဲ့အပြိုင်ကြိုးပမ်းနေပြီးလက်ရှိမှာတော့ခေါ်ယူနိုင်ဖို့ရည်မှန်းအစားသုံးအသင်းဖြစ်နေတယ်လို့သိရပါတယ်ဘောလုံးဝါသနာရှင်မဲဆွေတို့အနေနဲ့အခုပြထားတဲ့ Viber နံပါတ်မှာ iVac ခွန်ချစ်ကိုဖိုက်3မိနစ် Sport 8 zone တို့ကိုတွားရောက်ဆော့ကစားနိုင်ပါတယ်ငွေကြေးပိုင်းယုံကြည်စိတ်ချရတဲ့အပြင်မမသစ်ဘောနဲ့ unit ဖြစ် bonus တွေပါရှိတာကြောင့်စအေးလက်ရေးကစားလို့ရပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ Chelsea အသင်းရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် Chelsea အသင်းရဲ့တရားဝင်နီးပြမကြခင်ဖြစ်လာတော့မဲ့ဇာဘီအလွန်ဆိုကသူ့ရဲ့အသင်းအတွက်အဓိကတိုက်စစ်မှုအဖြစ် Brentford အသင်းမှာခြေစွမ်းပြနေတဲ့ဘရာဇီးတိုက်စစ်မှု Igor Thiago ကိုခေါ်ယူဖို့အလေးနက်ထားစဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ် Igor Thiago ဟာဒီရာသီသွင်းကို22ဂိုးအထိသွင်းယူထားပြီး Premier League ရဲ့တနစ်တာအကောင်းဆုံးကစားသမားစုအတွက်ယာထားခြင်းခံရသူပါ Brentford အသင်းကတော့ Thiago အတွက်သူတို့ဝယ်ယူခဲ့တဲ့ဈေးနှုန်းထက်3ဆနီးပါးအထိတောင်းဆိုပွဲရှိနေတယ်လို့သိရပါတယ်လက်ရှိမှာThiagoရဲ့ဈေးနှုန်းကတော့ပေါင်သန်း90ဝန်းကျင်ရှိနေတယ်လို့ဆိုထားပါတယ် Chelsea အသင်းကတော့ Nicolas Jackson နဲ့ Liam Delap တို့ထက်ပိုမိုရင့်ကျက်ပြီးဂိုးသွင်းသေးကြတဲ့တိုက်စစ်မှုတို့ကိုအလွန်ဆိုလက်ထက်မှာအသုံးပြုလို့နေတာဖြစ်ပါတယ်ဇာဘီအလွန်ဆိုရဲ့ခစ်သစ်ကိုတိုက်စစ်မှုတစ်တအုပ်နဲ့စတင်နိုင်မလားဆိုတာကတော့ဒီနေ့နွေရာသီမှာဆက်လက်စောင့်ကြည့်ရမှာပါ